အားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါ wait ခုကောင်ပဲရောက်သွားလဲငါညတော့သူ့ဒီထဲမှာဖမ်းလာတယ်ငါသူ့ဒီမိဖို့ကြောင့်လည်းမဖမ်းလာတာဟဲ့ကောင်မင်းထွက်ပြေးရတယ်ပေါ့ဟာမင်းငါလက်တန်းကနေထွက်ပြေးရတယ်ပေါ့ငါမင်းအမဲဖြတ်ပြစ်မယ်မင်းဒီအိမ်ထဲမှာပဲနေရမယ်ကွာဟာအဲ့ကောင်ပဲရောက်သွားပြီလေမင်းမမလည်းရအောင်ထွက်ခဲ့စမ်းအမေကိုပြင်းမို့စောင်းနေတယ်ဟဲ့ကောင်မမြင်ကြအောင်စောင်းမနေနဲ့မင်းမလည်းအမေကိုလဲလီးတော့တတ်မယ်အမဓားရှိတယ်ကွာမင်းမလည်းဟေးငါမင်းပြေးသွားတာမမြင်လိုက်ဘူးလို့ထင်နေရလားငါအကုန်တွေ့ရတယ်ကွာပမာလဲဟေးထွက်ခဲ့စမ်းမင်းပုံးနေတော့ငါမမြင်ဘူးလို့ထင်နေရလားမလုံးချင်လို့ကြည်နေတာနော်ငါမလုံးချင်လို့မင်းကိုကြည်နေတာနော်ငါလုံးလို့ရှိရင်မင်းအခုချိန်သိနေလောက်ပြီဟဲ့ကောင်မပြေးနဲ့ငါမင်းနောက်လိုက်လာပြီနော်ငါမင်းနောက်လိုက်လာပြီကွာမင်းမမြင်ကြအောင်ဆောင်မိတာလားငါမင်းကိုတတ်ချင်အခုချက်ချင်းကောက်တပ်ပိုက်လို့ရတယ်မင်းကိုမင်းပြေးနိုင်မယ်ထင်နေတာလားဒီအိမ်ထဲနေမင်းဘယ်ကိုမှလွတ်မြောက်နိုင်မှာမဟုတ်ဘူးကွာမင်းပတ်ပြေးနေလိုက်ငါကတော့မင်းကိုလိုက်နေရတာအချိန်ကုန်တယ်ငါပဲအိတ်တော့မယ်အဲ့ကောင်ငါပြန်လာပြီနော်အိမ်ထဲမှာပတ်ပြေးလို့ဝသွားပြီလားကွာငါအိမ်တကားကိုဖွင့်မဲ့တော့လေပစ္စည်းတွေကိုမင်းဘယ်တော့မှရှာတွေ့နိုင်မှာမဟုတ်ဘူးကွာငါအဲ့ပစ္စည်းတွေကိုလုံခြုံတဲ့နေရာမှာဖွက်တာလားအိမ်သားတက်လာအောင်ပဲအေးကောင်ငါမမြင်ဘူးမထင်နဲ့နော်ငါအကုန်မြင်တယ်ကွာအဲ့ငါအိမ်သားရေစိုးချဖို့မိပါထားတော့အေးကောင်ငါမင်းကိုမမြင်ဘူးမထင်နဲ့နော်ဟဲ့ကောင်ဘယ်ပြေးမှလဲအေးနေသူပစ္စည်းတွေ့သွားပြီလားပြူးတော့ကန်ဒီကောင်မတွေ့သေးဘူးကွာမင်းငါအိမ်ကနေထွက်ပြေးနိုင်မယ်လို့ထင်နေရလားငါပြန်လာပြီနော်မင်းဓာတ်စာမိဖို့သာပြင်တာအဲ့ကောင်ဘယ်မှာပုံးနေတာလဲကွာငါမြင်တယ်နော်ငါမင်းစီကိုလာပြီကွာငါမမြင်ဘူးမထင်နဲ့နော်ဒီကဘောတက်သွားပြီမင်းဒီ Redstone Torch ကိုပဲတွေ့မယ်ကျန်တဲ့ပစ္စည်းတွေလုံးဝတွေ့မှာမဟုတ်ဘူးကွာအေးကဘာလို့ရှာနေရလဲငါ့ကိုမင်း short ထွက်တာပဲကွာငါမင်းဘလို့ပညာပေးမလဲဆိုတာရှိုးလိုက်ကွာမင်းတေဖို့တာပြန်လားငါလာပြီကွာရော့မကြီးနဲ့ငါမင်းစီတကယ်လာပြီအဲ့လိုလုပ်လို့ရမယ်လို့ထင်တာလားငါမှ Redstone Torch ရှိတယ်ကွာငါမှ Redstone မင်းအဲ့လိုပြေးလို့ရမထင်တာလားရော့မင်းမှတက်သားပြားမေမရှိဘဲနဲ့အဲ့ဘက်ချမ်းကိုကူးသွားလို့မရဘူးရော့ဒီပကြီးကားချက်နဲ့မင်းရဲ့အိတ်ခံကိုဖုံးလို့ရမယ်လို့ထင်နေရလားကွာငါအဲ့လောက်မတုံးဘယ်ကိုဆင်းပြေးချင်တာလဲငါ့ကိုတတ်ချင်တာလား10နှစ်ကြိုးစားလိုက်ဘယ်ရောက်သွားပြီလဲငါပုံးနေတာမမြင်ဘူးလို့မထင်နဲ့နော်ငါပုံးနေတာမမြင်ဘူးလို့sorry မင်းပုံးနေတာမမြင်ဘူးလို့မထင်နဲ့နော်လို့ပြောတာ sorry ငါပုံးနေတာမမြင်ဘူးဖြစ်သွားတယ် sorry ဟဲ့အမင်းကိုတတ်စားလိုက်တာကွာအမင်းကိုတကယ်အမဲဖြတ်တော့မှမင်းပုံးနိုင်တဲ့လောက်သာပုံးနာပြီးတော့မင်းပုံးနိုင်တဲ့များသာပုံးနာပြီးတော့ငါကငါတကားကိုဖြတ်စီးပြီးဝင်လာမယ်မင်းပမာလဲရော့မင်းတကားကိုငါဖြတ်စီးရကွာမင်းပမာလဲ
ဘယ်ပြေးနေတာလဲဘယ်ပြေးနေတာလဲအာဒီပင်းကိုမြင်ရလဲရောငါလာပြီနော်ဟေးဘယ်ကိုပြေးနေရလဲဟာငါမင်းတကားဖြတ်စီးရဲကွာဒီကောင်တကားပြန်ထားတယ်မင်းသိပြီလားဒီကောင်သိပြီမင်းမသိဘူးမင်းငါစိတ်ကိုမင်းတကယ်လာစွာတဲ့ကောင်မဲမင်းသိဖို့သာပြင်လာလိုက်တော့ဘလို့တယ်နေပြီ sorry ကျွန်တော်တယ်လီပို့လိုက်မယ် surprise မသိဘူးလားမင်းကငါ့ကို block ကြားလဲမညံ့အောင်လို့ငါမင်းစီကိုရတဲ့နီးလဲလာတာပေါ့ဟဲ့အောင်ဘာလုံးနေရလဲကွာဘာပစ္စည်းတွေရှာနေရလဲဟဲ့အောင်မင်းစီကိုလာပြီနော်ပုံသားပြီတော့ဟဲ့အောင်ဘာလုံးတာလဲမင်းနောက်ကိုလဲကြည့်လိုက်ဟမ်ဟဲ့အောင်ဘာလုံးတာလဲပစ္စည်းတွေလာရှာနေအမေမင်းပုံသားလုံးကြုံပါတယ်ပေါ့အမေသူပုံသားလုံးကြုံပါတယ်ပေါ့မင်းငါအိမ်ကထွက်ပြေးနိုင်ဖို့လုံးဝမဖြစ်နိုင်ဘူးငါမင်းစီလာပြီ surprise လာပါလေကွာပင်းကူကျုံနေညံ့နေတယ်မင်းငါအိမ်ထဲနေထွက်ပြေးရတယ်ပေါ့ဟာငါရဲ့တတ်တော်ဆောင်နေတော့မင်းကြော်လိုက်မှာမဟုတ်ပါဘူးကွာငါရဲ့တတ်တော်ဆောင် skeleton တွေစုံပြီးအများကြီးရှိတယ်မင်းအကောင့်လေးချပြီးမှထွက်ပြေးလိုက်ရောကွာမင်းအောက်ကိုဆင်းလဲလွတ်မှာမဟုတ်ဘူးဟဲ့အောင်မင်းအလုံးကိုဖောက်ခွဲပြီးတော့တေလိုက်တော့ကွာ